အားလုံးပဲမင်္ဂလာပါခင်ဗျာ Win and Moments Vlog Channel လေးကနေကြိုဆိုလိုက်ပါတယ်ဗျခုဗီဒီယိုမှာတော့ရန်ကုန်မြို့တွင်းထဲမှာမသွားရတာကြာပြီဖြစ်တဲ့တော်ကားအုံရရှိရာကိုပြီးတော့ picnic လေးနဲ့သွားပြခဲ့ချပါတယ်ဗျဒါရောဒါလေးတစ်တောင်းမှဒါတစ်တောင်းဟုတ်ဘိုးမှာခုနှစ်ခေါင်းလုံးရှိရဲမှာ ဒါပါမြောက်စားရယ် ဟုတ်ကဲ့အာဒါမဟုတ်ဒါတည်းဒီကြောင့် တည်သီးချက်ကိုမြောက်ကျွေးလို့ရတယ်ထင်ခဲ့ပေမဲ့တကယ်တမ်းကမြောက်ကျွေးစရာမဟုတ်တဲ့အတွက်ဆန်ရှင်မိုင်းကြီးရောင်းတဲ့ငပြောသီးနဲ့မြေပဲဝယ်ခဲ့ကြပါတယ်ကျွန်တော်ဝယ်တဲ့ဆိုင်နာမည်ကစုံမက်ဆိုတဲ့ဆိုင်ဖြစ်ပြီးတော့ဆန်ရှင်မိုင်းကြီးရတဲ့သဘောကောင်းပါတယ်ကျွန်တော်တို့စီရင်ဆက်တော့ဈေးလျှော့ပြီးရောင်းပြီးပို့ထည့်ပေးပါတယ်ကြုံရင်လည်းပရိသတ်ကြီးတို့အားပေးလိုက်ကြပါဦးခင်ဗျာသွားရရက်ကဂျားရဲဖြစ်နေတော့လေပတ်သူတွေရှိပေမဲ့စာကျွတ်တဲ့သူနေပြီးမြောက်ကလေးတွေလည်းဒီကောင်နဲ့ဒီကောင်လူရက်ရန်ဖြစ်ပြီးဗိုက်စာနေရှာပါတယ်အေးမင်းမပြောပြီးခွာစားတာ ကျွန်တော်တို့လည်းပါလာတဲ့စာကိုရသလောက်လေးစံကျွေးခဲ့ပေမဲ့မြောက်အုပ်ကထင်ထားလောက်အောင်ညားနေတဲ့အတွက်ခီးစဉ်တစ်ဝက်မရောက်ခင်ကြည့်ပါစာကုံကုန်လုံးခဲ့ပါတယ် ဒီနေ့မှထိုင်နေတာဒီတော့မရတော့အရင်က ဟုတ်ပါဘူးမှာတော့ထားပဲဘာလို့ဒီနေရာမြောက်လည်းအခုများခြင်းရောက်မှပေးနာဒီဟာပေးလိုက်တော့ဒီဟာ လန်ကီတဝဲရောက်မှာနေ့လက်စာစားချိန်ဖြစ်နေပြီးမို့ကျွန်တော်တို့လည်းနေရာထိုင်ခင်းလေးရှာရပါတော့တယ်ခွင်းနေရာမရဖြစ်နေတဲ့ကျွန်တော်တို့ဘွဲဟာရတဲ့နေရာကိုတိတ်ပကြေနဲ့လို့နေရပြီး view ဖို့ကောင်းတဲ့နေရာကိုရှုဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်ကင်မရာကိုင်းဖို့မအားလို့ရောက်ပါဖြစ်သူကိုကန်ခိုင်းလိုက်တဲ့ခါမှာတော့ ဒါတော့ကျွန်တော်ပါပေါ့နော်နေပူတော့ဒီကရွှေတွေထွက်နေတယ်နာရမ်းပူတယ်ဗျာဘုသူတာမရှိဘူးဆို36 39 degree Celsius လောက်ရှိတယ်ဒီကတော့တာရတယ်မှန်ကြည့်လိုက်ဒီလိုရေကန်ကြီးရှိတယ်ဟာလာပြရဖဲသွားတော့မယ်တဲ့သွားတော့ရင်ကျွန်တော်တို့အဲ့နေရာဥမှာဖြစ်ပါတယ် ညာကြီးပဲအဲ့တော့အရင်တော့မရှိဘူးခုမှညာလူညာ ထိုင်ပြောတော့ရိုက် လဲကြီးနဲ့လဲကြီး ကျွန်တော်တို့ဖွဲ့ဟာ၄ယောက်ဖြစ်နေပေမဲ့စားသူနဲ့ရိုက်သူရည်များရှိနေတဲ့အတွက်သူ့အနေနဲ့သူတော့ပွဲစီခဲ့ကြပါတယ်ခုလိုအင်ဂျက်လေးချက်ပြီးလာထိုင်စားတာကရတာရှိပြီးပြောဖို့ကောင်းခဲ့ရပါတယ်